အကျဉ်းထောင်တစ်ခုမှာတော့ဆန္ဒပြပြည်သူတွေကြောင့်ရဲတွေကပြာရာခံနေကြပါရီအကြောင်းကတော့ကမ္ဘာအကြီးဆုံးရာဇဝတ်သားတယောက်ကိုရှင်းရှင်းပဲတည်ရန်ရှာပေးဖို့အတွက်ဆန္ဒတွေပြနေကြတာဖြစ်ပြီးရဲတွေရဲ့ဘက်ကလည်းထိုရဲရာဇဝတ်သားကိုအမြဲဆုံးတတ်ဖို့အမိန့်ပေးဖို့အတွက်ပြည်သူတွေရဲ့ရှိမှကိုခေါ်ထားပေးခဲ့ပါရီရာဇဝတ်သားနာမည်ကဂျင်းဖြစ်ပြီးအပြိုစင်73ယောက်ကိုမရဏရဲနဲ့ရင်မွေးကိုပေါ်ဆက်ဖို့အတွက်တက်ခဲ့တဲ့လူသက်သမားတယောက်ပဲဖြစ်ပါရီ1938ခုနှစ်လောက်ကကမ္ဘာတော်မှာအမွေအကြိုင်ဆိုတာမပေါ်ပေါက်သေးတဲ့အပြင်နိုင်ငံအများစုကိုလည်းအနံဆိုးတွေကဖုံးလွှမ်းထားပါရီအဆိုးဆုံးကတော့ပဲရီမြို့ဖြစ်တဲ့အပြင်အထူးသဖြင့်ပဲရီမြို့ရဲ့ငါးစီးတန်းအနံဆိုးတွေကြောင့်လေဘက်သူတွေအတွက်အပြစ်ပြောစရာတစ်ခုလို့ဖြစ်နေပါရီဇူလိုင်လ18ရက်နေ့1938ခုနှစ်မှာတော့ဂျင်းကိုငစိမ့်တဲ့မိခင်က9ယောက်ရင်းနဲ့ပဲမွေးဖွားလိုက်ပါရီဂျင်းကသူမအတွက်9ယောက်မြောက်ကလေးဖြစ်ပေမယ့်ဂျင်းရဲ့အရှိက4ယောက်လုံးကတော့အသက်မရှင်ခဲ့ပါဘူးဂျင်းကိုမွေးဖွားပြီးချင်းမှာပဲမိခင်ကတာဝန်မယူနိုင်တာကြောင့်ဂျင်းကိုထားခဲ့ပြီးတော့ထွက်ပြေးသွားခဲ့ပါရီအဲဒါကြောင့်ပဲနီးစပ်ရလူတချို့ကမဒန်ခိုင်ယာရဲ့မိဘမဲ့အကြောင်းပဲဂျင်းလေးကိုမွေးစားဖို့အတွက်ပေးလိုက်ပါရီမိခင်ကစွန့်ပစ်တာကိုခံလိုက်ရတဲ့အပြင်မိဘမဲ့ဂီယာမလေးတခြားကလေးတွေကဂျင်းကိုတတ်ဖို့ကြိုးစားနေကြပါရီဒါပေမဲ့မဒန်ခိုင်ယာကကူညီပေးခဲ့လို့ဂျင်းပေါက်စားတယောက်ကတော့တေပီကနေလွတ်မြောက်သွားခဲ့ရပါရီဒီလိုကြမ်းတမ်းတဲ့ဘွားကြီးမှာဂျင်းတယောက်ရှင်သန်လာခဲ့တာ9နှစ်လောက်ရှိပြီပဲဖြစ်ပါရီအခုချိန်ထိတော့စကားမပြောတတ်ပြီမေအနက်ခံအာယုံမှာအထူးကျွမ်းကျင်တဲ့ပါရမီတစ်ခုနဲ့အတူဂျင်းတယောက်ကြီးပြင်းလာခဲ့ပါရီဂျင်း73နှစ်သားကိုရောက်တဲ့အချိန်မှာတော့မဒန်ခိုင်ယာအနေနဲ့ဆက်လက်ပြီးတော့မွေးစားခွင့်မရှိရကြောင်းတရေစက်ရုံပိုင်ရှင်စီကိုငွေ9ကျပ်နဲ့သူ့ကိုရောင်းစားလိုက်ပါရီငွေရလို့အပျော်ကြီးကိုပြောနေတဲ့မဒန်ခိုင်ယာအတွက်တော့ကံကောင်းမှုကကြာရှည်မခံမင်းလက်တစ်ခုမှလှုပ်ကြံခံလိုက်ရပါရီဂျင်းအတွက်တော့နေမီအစ်တစ်ခုကိုရောက်လာရတာကအနံပေါင်းဆောင်ကိုတီးရှင်နေတဲ့သူ့အတွက်မဟာအခွင့်အရေးတစ်ခုပဲဖြစ်ပါရီတရေစက်ရုံမှာလှုပ်တဲ့အလုပ်သမားတိုင်းရဲ့တက်တန်းက9နှစ်ပဲခံရတဲ့အကြောင်းကတော့မမြင်နိုင်တဲ့ပိုးမွားတွေကြောင့်မလို့အသက်ဆုံးရှုံးရတာကြောင့်ပဲဖြစ်ပါရီကျန်တဲ့ဘွားတွေကိုမွေးကစားအရွယ်ကလေးကအီစီပဲကြော်ဖြစ်လာတဲ့ဂျင်းအတွက်ကတော့ဒီရဲ့ပိုးမွားတွေကမတိုးနိုင်ပဲဖြစ်ခဲ့ရပါရီဂျင်းအနေနဲ့တရေစက်ရုံမှာ10နှစ်ကြာအောင်အလုပ်လုပ်ခဲ့ရပြီးအလုပ်ကိုလည်းစူးစမ်းပြီးတော့လုပ်ကိုင်ခဲ့တဲ့အတွက်ကြောင့်ပိုင်ရှင်ရဲ့အလေးပေးမှုကိုလည်းရရှိထားပါရီတနေ့မှာတော့ဒီရဲ့စက်ရုံထဲမှာရှိတဲ့လောကကြီးရဲ့အလားတရားကိုဂျင်းတယောက်စူးစမ်းရှင်လာခဲ့ပါရီကံကောင်းရှင်တော့ပိုင်ရှင်ကတရေသွားပို့တဲ့အချိန်မှာဂျင်းကိုအဖော်အနေနဲ့လိုက်ခဲ့ဖို့မှာကြားသွားပါရီပဲရီမျိုးရဲ့ဈေးသွင်းမှာတော့ဂျင်းအနေနဲ့တူတခါမှမကြုံတွေ့ရသေးတဲ့အနံပေါင်းဆောင်ကိုခန်းစားမိလာရပြီးအဲ့ဒီရဲ့အချိန်ဒါအနံဆိုဒါကအနံကောင်ဆိုပြီးတော့ဂျင်းကခွဲခြားမထားပါဘူးဘာလာလာအကုန်ရှူမယ်ဆိုတဲ့ကောင်လေးကတော့22နှစ်သားဂျင်းပဲဖြစ်ပါရီအဲ့ဒီရဲ့အချိန်ကပဲရီမျိုးမှာရေမွေးတွေစတင်ပြီးတော့ပေါ်ပေါက်လာခဲ့ရပြီးနမဲကြီးပညာရှင်ကတော့မွန်စီယာပဲဖြစ်ပါရီမွန်စီယာရဲ့ရေမွေးတွေကလူကုန်ထမ်းတိုင်ဝမ်နေအတွက်တော့နိဗ္ဗာန်ဘုံတစ်ခုကိုခိတအလဲသွားရသလိုခံစားရစီပါရီဆိုင်အနီးကိုဂျင်းရောက်ရှိသွားတဲ့အခါမှာတော့ထူဆန်လွန်းတဲ့ဒီရဲ့အနံအကြောင်းကိုအတော်လေးကိုစိတ်ဝင်စားသွားခဲ့ပါရီရုတ်တရက်ဒီရဲ့အနံတွေထက်ဂျင်းတယောက်ကိုဆွဲလန်းသွားစေတဲ့အရာကတော့မင်းမပြိုတူဦးစီကနေရလာတဲ့အနံတစ်မျိုးပဲဖြစ်ပါရီထိုရဲ့မိန်းကလေးနောက်ကိုလေဂျင်းတယောက်လိုက်သွားရင်းနဲ့ဒီရဲ့အနံကတူ့အတွက်ရှူရှိုင်းမိလေပို့ပြီးတော့ဆွဲလန်းလေးဖြစ်စီတာမျိုးဖြစ်နေပါရီဆွဲလန်းမှုကိုထိမနိုင်ဖြစ်လာတဲ့ဂျင်းကတော့မထင်မှတ်ပဲသူ့မကိုတက်မိသွားပါရီဂျင်းကတော့ဒါရီကိုအာရုံမထားနိုင်ပဲသူ့လိုအပ်နေတဲ့အနံကိုပဲတက်တန်လုံးထိမ့်သိမ်းနိုင်မှုအတွက်စူးစမ်းနေပါရီနှင်းငယ်ကြာပြီးရဲ့နောက်မှာတော့ပြင်သစ်နိုင်ငံမှာရေမွေးပညာရှင်တွေပေါ်ထွန်းလာခဲ့ပြီးရဲ့နောက်ဒီရဲ့အထဲမှာဂျစ်စေကတော့နာမည်အကြီးဆုံးဖြစ်ပါရီLegendary ကြီးမွန်စီယာကတော့ချစ်စဲပေါ်ပေါက်လာပြီးတဲ့နောက်ရင်မွေးတွေကရောင်းမထွက်တော့ပဲသူ့ရဲ့ကြော်ကြားမှုတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာခဲ့ရပါရီလက်ရှိမှာတော့အမိုးရဲစိုက်ကိုဆိုတဲ့ရင်မွေးအမျိုးအစားကအတော်လေးကိုရေပန်းစားနေမွန်စီယာကတော့ဒီရဲ့အနှံ့ကိုတဘောမကြတဲ့အကြောင်းတပည့်ဖြစ်သူကိုပြောပြနေပါရီမွန်စီယာအနေနဲ့နာမည်ကျသွားပြီမင်းသူ့ကိုအမြဲလို့အားပေးနေတဲ့ဇနီးတယောက်တော့ရှိနေပါရီနောက်ကွယ်မှာတော့အမိုးရဲစိုက်ကိုရင်မွေးရဲ့ formula ကိုမွန်စီယာကခိုးယူသုံးစွဲဖို့အတွက်စီစဉ်ထားပါရီအမိုးရဲမှာအသုံးပြုထားတဲ့ကုန်ကျန်းအားလုံးကိုမှတ်သားနေပြီမင်းသူ့လိုလူတော်လိုက်ပြီးတော့မမီတဲ့ပါဝင်ပစ္စည်းတွေလည်းရှိနေရမလို့အမိုးရဲအတူကိုဖန်တီးလို့မရနိုင်ဖြစ်နေပါရီအဲ့ဒီရဲ့အချိန်မှာပဲဂျင်းကတရေအိတ်တွေလာပြီးတော့ပို့ပေးလာပါရီအမှန်တော့ဒီရဲ့တရေကိုအမိုးရဲစိုက်ကိုအတူနဲ့မှွေးပြဲနေအောင်လုပ်ဖို့အတွက်မွန်စီကားအစီအစဉ်ထားပါရီဂျင်းကတော့တူစီယာရေမွေးနဲ့ရတာနဲ့သူ့လုံးမဲ့အစီအစဉ်ကိုတည်သွားရမလို့အမိုးရဲစိုက်ကိုကအကောင်းဆုံးရေမွေးမဟုတ်သေးတဲ့အကြောင်းထပြီးတော့ပြောလိုက်ပါရီမွန်စီကာဒီရဲ့ရေမွေးကိုသုံးမှမဟုတ်တဲ့အကြောင်းပေါ်တင်ညင်းခဲ့ပြီးမြဂျင်းရဲ့အနက်ခံအာယုံကိုတော့တလီတစားနဲ့ရှီကျူလိုက်ပါရီဂျင်းကသူ့ရဲ့အနေနဲ့အနံ့တွေကိုသူများတို့ထပ်ပို့ပြီးတော့မှတ်သားနိုင်ကြောင်းထားပြီးတော့ပြောတဲ့အခါမှာတော့မွန်စီကာဒေါရတကြီးနဲ့အော်ဟစ်လိုက်ပါရီအကြောင်းကတော့ဂျင်းတို့ပါရမီရှိတဲ့လူတွေကဒီလိုမျိုးမှန်သက်နေကြပြီမေရေမွေးတစ်ခုကိုဖော်ဆက်ရှင်ရဲ့အတွေ့အကြုံကအရေးကြီးရလို့မွန်စီကာခံယူထားလို့ပဲဖြစ်ပါရီဂျင်းကတော့အခုရှိရှင်အမိုးရဲစိုက်ကိုတူနီတူဟန်နဲ့ဖန်တီးပြနိုင်တဲ့အကြောင်းနဲ့အတူအခွင့်အရေးတစ်ခါပေးဖို့အတွက်ကမ်းလှမ်းလိုက်ပါရီမွန်စီကာလည်းဒါကိုလက်ခံပေးခဲ့ပြီးသူ့ရဲ့ကုန်ကြမ်းတွေကိုအတုံးပြုခိုင်းလိုက်ပါရီဂျင်းရဲ့ပေါင်းစပ်နေတဲ့ပုံကစာတဘောအရမကိုင်းညီနေရမလို့မွန်စီကာတယောက်ဒေါ်ရတွေထွက်နေပြီမေရလက်အနေနဲ့ကတော့သူထင်မှတ်ထားသလိုမဟုတ်ပေအမိုးရဲစိုက်ကိုရေမွေးဖြစ်နေပါရီအဲ့ဒီနောက်ဂျင်းကပို့ပြီးပြည်စုံတဲ့ရေမွေးကိုဖော်ဆက်ပေးခဲ့တဲ့အပြင်နောက်နေ့မှာသူ့ကိုတပည့်အဖြစ်လက်ခံပေးဖို့အတွက်ကမ်းလှမ်းလိုက်ပါရီဂျင်းထွက်သွားပြီးတဲ့နောက်မှာသူဖန်တီးတဲ့ရေမွေးကိုမွန်စီကာတယောက်စမ်းသပ်ကြည့်တဲ့အခါမှာလေဒီရေမွေးရဲ့ရန်ကရှူရှိုင်းမိသူအတွက်ခဏတာနေပန်ဘုံရောက်သွားသလိုမျိုးခံစားစီရပါရီနောက်တနေ့မှာတော့ဂျင်းကိုတရေစက်ရုံပိုင်ရှင်စီကနေငွေ90နဲ့ပြန်ပြီးတော့ခေါ်လိုက်ပြီးသူ့ရဲ့ရေမွေးလုပ်ငန်းမှာအလုံးဝင်ပေးဖို့အတွက်ဂျင်းကိုပြောလိုက်ပါရီ
တရေစိတ်ယုံကနေဂျင်းထွက်သွားတဲ့တပြိုင်နက်စိတ်ယုံပိုင်ချင်းကကားတိုက်ခံလိုက်ရပြီးရှက်ရှင်းပဲတေဆုံးသွားခဲ့ပါရီဂျင်းတယောက်မွန်စီကားစီကိုရောက်လာတာနဲ့တိတ်ပြီးမကြခင်မှာသူ့ရဲ့ရင်မွေးကနိုင်ငံအနှံ့ကိုပြန့်နှံ့သွားတဲ့အထိကြော်ကြားသွားတာမလို့ legendary မွန်စီကားကလေအရင်လိုမျိုးနာမည်တွေကြီးလာခဲ့ပါရီဂျင်းကသူ့အတွက်ရင်မွေးပေါင်း1600ကိုဖန်တီးပေးနိုင်ကြောင်းနဲ့အတူရွှင်ချက်အနေနဲ့ဂျင်းတန်းတစ်ခုကိုထိန်းသိမ်းပြီးတော့ပြန်ပြီးတော့တင်ပေးရမယ်လို့ပြောလိုက်ပါရီမွန်စီကားကလေတောက်တဘောသူလက်ခံလိုက်ပြီးနောက်ရက်မှာပဲနှင်းစီရဲ့ရနံကိုပေါင်းခန့်တဲ့နီးနဲ့ထိန်းသိမ်းပြလိုက်ပါရီအကောင်ဆုံးရင်မွေးကတော့နောက်12ခုပေါင်းထားတဲ့ရင်မွေးတစ်ခုဖြစ်ပြီးလူရဲ့စိတ်ခံစားချက်တွေကိုအမြင့်ဆုံးထိဆွဲခေါ်ပေးနိုင်လောက်အောင်မွေးကြိုက်တဲ့အကြောင်းဂျင်းကိုရှင်းပြနေပါရီဒါပေမဲ့နောက်73ခုပေါင်းထားတဲ့ရင်မွေးကတော့ရာဇဝင်ထဲမှာတော့မဖော်ဆန်းနိုင်တဲ့အကြောင်းဆက်လက်ပြီးတော့ပြောဆိုလိုက်ပါရီနှင်းစီရဲ့ရနံကိုမွန်စီကာရဲ့ပေါင်းခန့်တဲ့နီးနဲ့ထိန်းသိမ်းနိုင်ခဲ့ပေမဲ့တခြားပစ္စည်းတွေရဲ့အနံ့ကိုတော့သိမ်းယူလို့မရတာမလို့ဂျင်းတယောက်မွန်စီကာဂျင်းထဲလိုက်တဲ့အကြောင်းအော်ဟစ်ပြီးတော့ပြောဆိုနေပါရီဒါအပြင်လေမွန်စီကာရဲ့ကြောင်လေးကိုပါပေါင်းဆက်တွေထည့်ပြီးတော့အနံ့ကိုထိန်းသိမ်းဖို့လုပ်နေရမလို့မွန်စီကာတယောက်တောင်ကျနေတဲ့ဂျင်းကိုအတော်လေးထိန်းယူလိုက်ရပါရီဂျင်းကတော့သူတို့ဂျင်းနဲ့ရနံ့ကိုထိန်းသိမ်းလို့မရမှန်းသိသွားတဲ့အချိန်မှာရုတ်တရက်မေ့မျောသွားခဲ့ပါရီအကြောင်းကတော့ဂျင်းဟာအမြင်မသိယောဂတစ်ခုကိုခံစားနေရတာဖြစ်ပြီးမကြခင်မှာတေဆုံးတော့မှကြောင်းပဲဖြစ်ပါရီအခုလိုအချိန်မှာဂျင်းသာတေဆုံးသွားခဲ့ရင်မွန်စီယာတယောက်အရင်လိုအယောင်ပါတဲ့ရင်မွေးတွေကိုပဲထုတ်လုပ်နိုင်တော့မှဖြစ်လို့နမိတ်ချဖို့အတွက်ရာခိုင်နှုန်းတွေကများနေပါရီအားနည်းနေတဲ့ဂျင်းကတော့အနံထိန်နေတဲ့နီလန်များရှိသေးလားလို့မေးတဲ့အခါမှာတော့လျှို့ဝှက်စမ်းကြည့်တဲ့အမှုပညာဆိုတဲ့နီလန်တစ်ခုရှိသေးတဲ့အပြင်ဒါကိုတော့သူ့ရဲ့အနေနဲ့မသိမိနိုင်တဲ့အကြောင်းပြောလိုက်ပါရီဒီရဲ့စနစ်တကျထိန်နေနီကိုတင်လို့ရတဲ့မျိုးတစ်ခုတော့ရှိပြီးအဲ့ဒီရဲ့မျိုးကလေရင်မွေးလောကမှာနာမည်ကြီးတဲ့ grass မျိုးပဲဖြစ်ပါရီမျိုးကိုဝင်ရောက်နိုင်ဖို့အတွက်ထောက်ကစားတစ်ခုကိုဂျင်းကိုပြုလုပ်ပေးလိုက်ပြီးအပေးအယူအနေနဲ့ဂျင်းကဂျင်းမွေး formula 100ကျော်ကိုလက်ဆောင်အနေနဲ့ပြန်ပြီးတော့ပေးလိုက်ပါရီ formula တွေပါတဲ့စာအုပ်လေးကြောင့်မွန်စီကာတယောက်အတော်လေးကိုပြောနေကြရပေမယ့်ဂျင်းကထွက်သွားတာမလို့ထုံးစံအတိုင်းသူ့ရဲ့ကံကောင်းခြင်းတွေကလည်းကုံဆုံးသွားတဲ့အပြင်မွန်စီကာနေထိုင်နေတဲ့တိုက်တစ်ခုလုံးကမြစ်ထဲကိုပြိုကျသွားခဲ့ပါရီဂျင်းကတော့တူပွားရဲ့ကာလာတစ်ချောင်းလုံးပထမဆုံးအနေနဲ့လွတ်လပ်မှုကိုခံစားရတဲ့အပြင်တဘာဝရဲ့အနံ့အရသာကိုအပြည့်အဝရှူရှိုက်နေရင် grass မျိုးကိုခီးဆက်လာပါရီရေတကုံတစ်ခုကိုရောက်မှာတော့လွတ်လပ်မှုရဲ့ခံစားချက်တွေကိုမထိန်ချုံနိုင်တော့တဲ့ဂျင်းကလေအားရပါရအိပ်ပစ်လိုက်ပါရီသူ့အိမ်ရဲ့အချိန်အတွင်းမှာသူ့ရဲ့ပန်းတိုင်းတွေဆွဲလန်းမှုတွေကိုမေ့ပြနိုင်ခဲ့တဲ့အပြင်အချိန်တစ်ပတ်ကြာတဲ့အထိကိုအိပ်ပျော်သွားခဲ့ပါရီသူပြန်နိုးလာတဲ့အခါမှာတော့ရင်းကြီးအနံ့တွေရေအနံ့တွေနဲ့ပြည့်နေတဲ့သူ့ရဲ့ခန္ဓာကိုယ်ရှူမိပြီးရဲ့နောက်သူ့မှာကိုယ်ပိုင်အနံ့မရှိသေးဘူးဆိုတာကိုသတိထားမိလိုက်ပါရီဂျင်းမုံချိုးပြီးခဏကြာမှပဲ grab မျိုးကိုခီးဆက်လာခဲ့ပြီးသူ့ရဲ့အိမ်မက်တွေအကောင့်တွေဖော်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရီ grass မျိုးရဲ့အဝယ်မှာတော့ဂျင်းအတွက်အကြိုက်ဆုံးဖြစ်တဲ့ရနံကိုထပ်မံပြီးတော့ရရှိခဲ့ပြီးသူ့ရဲ့ရနံကလေမင်းမပြိုတယောက်စီရပဲဖြစ်ပါရီမျိုးရဲ့အတွင်းမှာတော့လျှို့ဝှက်စမ်းကြည့်တဲ့အမှုပညာကိုစူးစမ်းပန်းစားနဲ့တင်ယူနေရမလို့တင်တန်းဆီယာမပါဂျင်းကိုအတော်လေးသဘောကျနေပါရီတင်တန်းထဲမှာတော့သွေးသွေးကချစ်ကြည်နူးနေကြရင်ရုတ်တရက်ရံဖြစ်သွားတာမလို့ကောင်မလေးကတယောက်တည်းကြဲရနေခဲ့ပါရီထို့ရဲ့ကောင်မလေးကတော့ဂျင်းရဲ့ပထမဆုံးတားကောက်အနေနဲ့အသုံးပြုခံလိုက်ရပြီးပေါင်းခန့်တဲ့အဆက်ထဲကိုရောက်ရှိသွားပါရီဒါပေမဲ့လူသားရဲ့ရနံ့ကိုပေါင်းခန့်ဖို့ကမဖြစ်နိုင်တာမလို့ဂျင်းလေသူ့ရဲ့စံတမ်းမှုကတခုခုတော့လွတ်နေတဲ့အကြောင်းသတိထားမိလိုက်ပါရီတရက်မှာတော့ပြည်တစားတယောက်ကိုငှားရမ်းခဲ့ပြီးတရိษံအစီတွေတုတ်လိန်ကမင်းမပြို့ရဲ့အစီတွေကိုထုတ်ယူဖို့အတွက်ကြံစီနေပါရီကောင်မလေးကတော့မตายရပဲအနာခံရတော့မှမလို့ညှင်းဆန်မိမိဂျင်းရဲ့လက်ချက်နဲ့တေဆုံးသွားခဲ့ရပါရီအဲ့လိုနဲ့ဂျင်းကလေသူမကိုအစီတွေနဲ့တုံလင်းလိုက်ပြီးရဲ့နောက်သူမရဲ့ကိုယ်ကနေထွက်လာတဲ့အစီတွေကိုတင်ယူထားကဂျင်းမွေးပလင်းကိုစတင်ပြီးတော့ဖန်တီးလိုက်ပါရီဒီရဲ့မျိုးမှာပထမဆုံးတွေ့ခဲ့ရတဲ့မိန်းကလေးကတော့ချင်းနီတယောက်ရဲ့သမီးဖြစ်တဲ့အပြင်ဒီနေ့ကသူမရဲ့မွေးနေ့လေးဖြစ်ပါရီဂျင်းကလေသူမကိုစောင့်ကြည့်နေတဲ့အချိန်မှာမွေးနေ့ပွဲတစ်ခုအနေနဲ့ကောင်မလေးတွေကလည်းစားပွဲတစ်ခုကိုကျင်းပနေပါရီဒီရဲ့ပွဲထဲမှာပဲဂျင်းကအမွာညီမနှစ်ယောက်လုံးကိုဖမ်းယူနိုင်ခဲ့ပြီးမွေးနေ့ရှင်လေးကိုတော့မဖမ်းနိုင်ခဲ့ပါဘူးညီမနှစ်ယောက်လုံးရဲ့အလောင်းတွေကိုပြန်ရပြီးရှင်လေးကြီးကတိတ်ဆုံးသွားတဲ့အမျိုးသမီး၃ယောက်လုံးကအပြိုစင်နေဖြစ်တဲ့အကြောင်းတရက်ခွင်ကိုတင်ပြလိုက်ပါရီအဲ့လိုနဲ့တရက်ခွင်ကလေညမထွေးရအမင်းကိုထုတ်ပြန်ခဲ့ပြီးအပြိုစင်နေတယောက်ပြီးတယောက်ဆက်လက်ပြီးတော့ပျောက်ဆုံးနေပါရီဂျင်းကတော့တယောက်ပြီးတယောက်လိုက်ပြီးတော့တက်ခဲ့ပြီးသူ့ရဲ့12မျိုးရှင်မွေးပလင်းကိုစတင်ပြီးတော့ဖန်တီးနေပါရီရဲရီရဲ့ဘက်ကလေဂွင်းဆက်လူသက်သမားကိုဖမ်းမရတာမလို့တင်းတင်းကြပ်ကြပ်ပြည်သူတွေကိုစောင့်ရှောက်ပေးလိုက်ရပါရီအပြိုစင်နေတိတ်ဆုံးမှုကထိမရဖြစ်နေရမလို့ဒါကနတ်ဆိုးတယောက်ပဲလို့တရက်ခွင်မှာပြောရင်းနဲ့ရီဆက်ချပြီးတော့တရားနာဖို့တင်ပြနေကြပါရီရှင်းနေကြီးကတော့ဒီရဲ့အဆိုတွေကိုညင်ပယ်ခဲ့တဲ့အပြင်ဒါကလူသားတယောက်ဖြစ်တဲ့အကြောင်းအပြည့်အဝထောက်ခံနေပါရီနောက်ဆုံးမှာတော့တရက်ခန့်ကိုလုံးဝဖမ်းလို့မမိရမလို့ဖျားစီမှာပဲစူတောင်းမှုတွေကိုပြုလုပ်လိုက်ကြပါရီဒီရဲ့အချိန်တက်တိုက်ဆက်ဆိုင်मेंလူသက်သမားကိုဖမ်းမိပြီဆိုတဲ့သတင်းကရောက်လာပါရီလူသက်သမားကသူလုပ်ခဲ့သမျှအားလုံးကိုဝန်ခံခဲ့တဲ့အပြင်သူကိုယ်တိုင်ကလာရောက်ပြီးတော့အဖမ်းခံတာပဲဖြစ်ပါရီလူသက်သမားရဲ့အစီရင်ခံစာအရသူကအပြိုစင်အားလုံးကိုလေပင်ညစ်ပြီးတော့တက်တာလို့ဆိုပြီးမြင်အမှန်တော့တိတ်ဆုံးနေတဲ့လူတွေကဥကောင်းတန်ရနဲ့တိတ်ဆုံးထားတာဖြစ်တဲ့အကြောင်းရှင်းနေအန်နာကမျိုးတော်ဝင်ကိုတင်ပြနေပါရီပြည်သူပြည်သားတွေကတော့ပျော်ပွဲရှင်ပွဲကျင်းပနေကြကြပြီးအန်နာရဲ့သမီးလော်ရာကလည်းဒီရဲ့ပွဲမှာပါဝင်ပြီးတော့ဆင်နွှဲနေပါရီအန်နာကတော့သူ့ရဲ့သမီးပြိုလေးကိုစိတ်မချတာကြောင့်အင်ကိုပြန်လိုက်ဖို့ပြောပြီးမြင်လော်ရာကဒါကိုလက်မခံမီအကန်တွေပဲပြန်ပြီးတော့ပြောပြီးထွက်သွားလိုက်ပါရီဂျင်းရဲ့73ခုမြောက်သောရေမွေးအတွက်ဂျီဝဲခံထားရတဲ့လူကတော့လော်ရာပဲဖြစ်ပါရီဖခင်နဲ့ရန်ဖြစ်ပြီးတော့ထွက်လာရပြီးမြင်မောင်နေရဲ့လက်ထဲကိုတော့မလျှောက်ရတဲ့လော်ရာတယောက်ကံကောင်းထောက်မစွာနဲ့ဂျင်းရဲ့လက်ထဲကနေလွန်မြောက်သွားပါရီ
လူသက်သမားကမိသွားပြီဆိုပေမဲ့အယောင်ဆောင်ဖြစ်နေရမလို့အင်နာကလည်းတမီဖြစ်သူကိုဒီမျိုးနဲ့ဝေးရအရက်စီကိုခေါ်သွားပေးခဲ့ပါရီဂျင်းကတော့သူမရဲ့နောက်ကိုအသေးအတန်လိုက်နေတော့မှတစ်ဖက်ကဂျင်းရဲ့ဆရာတယောက်ကတော့သူနေထိုင်ရာအခန်းထဲကသမီးအမြောက်အများတွေ့ရှိခဲ့ရပြီးတရခမ်းဂျင်းဖြစ်မှအားလုံးကတည်သွားခဲ့ပါရီအင်နာကတော့သူ့ရဲ့သမီးအတွက်စိတ်ရှားလုံခြုံတဲ့အခန်းတစ်ခုရွေးချယ်ပေးထားခဲ့တဲ့အပြင်သူဒီကျော်သမီးလေးကိုဆုံးရှုံးရမှာဆိုလို့အခုလိုလုံးနေရတာဖြစ်ကြောင်းလော်ရာကိုရှင်းပြနေပါရီလော်ရာကတော့ဖခင်ရဲ့စီးတနာကိုအတိအမှတ်ပြုပေးခဲ့ပြီးတာဖာနှစ်ယောက်ပြန်လည်ပြီးတော့အဆင်ပြေသွားခဲ့ပါရီဒါပေမဲ့ညအချိန်မှာတော့လော်ရာတယောက်ဂျင်းသက်တာကိုခံလိုက်ရတဲ့အပြင်သူမရဲ့အပြိုစင်အစီအရီကိုလည်းဆုံးရှုံးလိုက်ရပါရီအိမ်မက်ဆိုရီကြောင့်မလို့သမီးဖြစ်သူကိုလာပြီးတော့ကြည့်ရဲ့အင်နာကလေလော်ရာရဲ့အလောင်းကိုပဲတွေ့လိုက်ရပါရီရာဇဝင်ထဲမှာတော့မဖော်ဆက်နိုင်တဲ့နှုတ်ဆက်သုံးခုပါဝင်တဲ့ရေမွေးကိုတော့ဂျင်းတယောက်တီထွင်နိုင်ခဲ့ပါရီအဲ့လိုနဲ့ဂျင်းတယောက်ပျော်လို့မဆောင်ခင်မှာဂျင်းမက်တွေရဲ့ဖန်စီရှင်းကိုခံလိုက်ရပါရီအင်နာကတော့ဘာလို့လော်ရာကိုတက်တာလဲလို့မေးနေပြီးဂျင်းကလေသူမကိုလိုအပ်ခဲ့လို့ဖြစ်တဲ့အကြောင်းပြန်ပြီးတော့ဖြေလိုက်ပါရီသမီးတယောက်ကိုဆုံးရှုံးလိုက်ရတဲ့အင်နာရဲ့ဒေါ်ရာကဂျင်းကိုလက်ဝါးကတ်တိုင်မှာကတ်တဲ့အပြင်အယိုးကျိုးတဲ့အထိရိုင်းနှက်မှာဖြစ်တဲ့အကြောင်းနဲ့အတူမသိမရှင်းစာနာမှုမရှိတဲ့လောကကြီးကိုခန်းစားသွားစီရမယ်လို့အမိန့်ချမှတ်လိုက်ပါရီအကြီးမားဆုံးဂွင်ဆက်လူသက်သမားကိုပြစ်ဒဏ်ချမှတ်တဲ့ပွဲကိုတော့တမျိုးလုံးကလူတွေကလာရောက်ပြီးတော့ကြည့်ရှုကြပါရီဂျင်းမက်တွေကဂျင်းကိုလာခေါ်တဲ့အချိန်မှာပဲရင်မွေးတစ်ခုကိုမြင်လာရပါရီဒီရဲ့ရင်မွေးကတော့ကမ္ဘာအကောင်ဆုံးရင်မွေးဖြစ်တဲ့အပြင်တုံးဆွဲတဲ့သူကိုဘေးကလူတွေအားလုံးကချစ်မိသွားစေတဲ့ခန်းစားချက်မျိုးရရှိစေတဲ့အထိတဘာဝလုံးစွာမျိုးတွေကိုလည်းပိုင်ဆိုင်ထားပါရီဂျင်းမွေးအစွမ်းနဲ့ဂျင်းကတော့ရာဇဝတ်သားပုံစံနဲ့ကျိုးစင်းကိုရောက်မလာပဲဘရင်လိုမျိုးဝစ်စားစီရင်မှုနဲ့အတူတောက်ပြောင်ရှင်းတွေနဲ့ရောက်ရှိလာပါရီဂျင်းရဲ့ရင်မွေးအနက်ကိုရရှိသွားတဲ့လူတွေကလေဂျင်းမအပြစ်မရှိကြောင်းနဲ့အတူဖုံးတော်ကြီးကလေဂျင်းဟာလက်သားတစ်ပါးဖြစ်တယ်လို့အော်ဟစ်ပြီးတော့ပြောနေပါရီဂျင်းကလေရင်မွေးရဲ့အနက်ကိုပီတူရီရဲ့ကြားထဲပြင်းထန်အောင်ဆွတ်ပေးလိုက်တဲ့အတွက်ကြောင့်လူတွေအားလုံးကလေတယောက်နဲ့တယောက်မြတ်တာတွေယိုဖိတ်သွားရပါရီအဲ့ဒီနောက်လော်ရာရဲ့အဖခင်ကလေဂျင်းကိုသူ့လုံးမိခဲတာတွေအတွက်တောင်းပန်လာပါရီပြည်သူပြည်သားတွေအားလုံးကဂျင်းကိုအပြေအဝထောက်ခံခဲ့ကြတဲ့အပြင်ရင်မွေးအစွမ်းကြောင့်မလို့တယောက်နဲ့တယောက်ရှင်းမြတ်တာတွေယိုဖိတ်သွားကြတာကြောင့်တရားခွင်တစ်ခုလုံးလေလိမ်မှုဆက်ဆံရေးတွေဖြစ်ကုန်ပါရီနောက်တနေ့မှာတော့ဂျင်းကလေလွတ်သွားတဲ့အပြင်တမျိုးလုံးကလူတွေကလေကိုယ့်ရဲ့အချက်ကိုပြန်ပြီးတော့ဖုံးကကိုစီထွက်ပြေးသွားကြပါရီဂျင်းကအပြစ်မရှိဘူးဆိုတဲ့ခံစားချက်ကြောင့်ဂျင်းရဲ့တင်တန်းဆရာကိုပဲလူသက်သမားအဖြစ်ဖန်ယူပြီးနှိပ်စက်ပြီးတော့တက်လိုက်ကြပါရီဂျင်းရဲ့အနေနဲ့ကတော့လောကတစ်ခွင်ကိုဆွဲဆောက်နိုင်တဲ့ရင်မွေးကိုပိုင်ဆိုင်ထားပေမဲ့သူပထမဆုံးရနန်းကိုရရှိခဲ့တဲ့ရှော့တီလေးကိုပဲလွှမ်းနေပါရီအင်အားအကြီးမားဆုံးသောအာဏာတစ်ခုကိုရင်မွေးနဲ့ပဲသိမ်းပိုက်နိုင်ခဲ့တဲ့ဂျင်းတယောက်အတွက်အရှိစစ်ကိုရှာနိုင်ဖို့ဆိုတာကတော့မဖြစ်နိုင်တော့ပါဘူးအခုချိန်မှာတော့ဂျင်းရဲ့ဆန္ဒကပြေဝသွားခဲ့တာကြောင့်ဂျင်းလေရွာတရွာကိုထွက်သွားခဲ့ပြီးလူတွေရဲ့အရှိမပဲရင်မွေးတပလေးလုံးကိုသူ့ရဲ့ကိုယ်ပေါ်မှာပဲလောင်ချလိုက်ပါရီဂျင်းမွေးရဲ့အနမ်းကြောင့်မလို့တမန်မှုကိုခံစားရတဲ့လူတွေကလေဂျင်းကိုဝိုင်းဝန်းပြီးတော့အဆွဲဖက်ကြရင်စိတ်ရဲ့တာယာမှုကိုအပြေးအဝခံစားနေတဲ့ပြည်သူတွေကဂျင်းကိုအရှင်လက်လက်တက်ဖြတ်မိရဲ့အထီကိုအရှိချမ်းပြစ်လိုက်ရင်ဇလန်လေးကလေအဆုံးသက်သွားခဲ့ပါရီဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးလေးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရီနောက်နေ့မှာလေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်ကောင်းတွေကိုအမြင်မပြတ်တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပေးဖို့အတွက်ပြောချင်ပါရီနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်